ကိုတင်စိန်ရှင်ကျမနဲ့မညာခင်တော့အိမ်တော်20ကိုဘိုက်စားရတယ်ဘာလာမင်းနေရတယ်ဟာထမင်းစားမယ်နေပါကျမမရရင်ဖြေဟုတ်တယ်20မဟုတ်20မဟုတ်ငါ30နော်နောက်ဆုံးတစ်ဆက်ကငါယူကန်ကြီးမှာကွဲသွားလို့အဲ့မယူလိုက်ရတာဘာကွဲသွားလဲဟမ်ဘာကွဲမှာလဲသူနဲ့ငါနဲ့ကွဲတာဗောသူနဲ့ငါနဲ့ကွဲသွားလို့ပြက်သွားလို့မင်္ဂလာမဆောင်ဖြစ်လားဟုတ်ပြီလားထမင်းစားနေရမကျွေးနိုင်ဘူးရှင်ကျမအမှန်တမ်းပြောရှင်တစ်ခုခုတော့လက်ရမယ်ဒီမင်းမတခုမှမလက်ပါဘူးဒီမှာဒီတအားလက်စီချင်လားအေးဟုတ်တယ်ထမင်းစားပြီးနေငါလက်ပြဟမ်ဘာပြောနေရလဲမကျွေးနိုင်ဘူးရှင်ဟာထမင်းစားတော့မင်းကမကျွေးနိုင်ဘူးဟုတ်တယ်ရှင်ကျမမေးတာကိုရင်ဖြေသားမှာရှင်ဘာလက်ထားလဲပြောသမီးအော်ဖေလို့မေလို့လားလူဆောင်တက်ဆောင်နဲ့လာလိုက်ကြလားဟာလာလဲတာမဟုတ်ဘူးဒီမှာနေအမေနေမကောင်းလို့အဲ့ဒါဆေးလာကူမေဘယ်လိုဖြစ်တာလဲလာဆက်လာဟဲ့လားဟုတ်တယ်လေဟာကဲကိုတင်စိန်ရေရှင်ဒီနေ့ဖို့ပကန်းဒီဆေးလို့ပြီးအောင်ပါလားအိမ်နောက်လည်းကြွခဲ့ပါဦးရှုပ်ခိုင်းနေရရှိသေးတယ်ဟွာအမေအတွက်လေလမ်းထိပ်မှာကျုပ်ပူတင်သွားဝယ်လိုက်ပြီးရင်အဖေအတွက်က900အကုန်ဝယ်ခဲ့နော်ပြီးရင်ကျမမိဘတွေအိတ်ဖို့အတွက်ရှင်အိတ်ရာတွေပါစီစဉ်ပေးလိုက်ကြားလားအဲ့ဒါရောမြင်မြန်လောက်နော်ကိုတင်စိန်ဒီမှာထိုင်ပြီးပါရင်စရတယ်ဆိုရောကဘလောက်ဟာအစောက်တေပုံထားတာတော်များနေလို့ချင်းဟုတ်လားမိုက်ပုံကြီးအဲ့ဒါရှင်းရမယ်အားရတဲ့ရှင်းအောင်မယ်လားအဲ့ဒါကိုနောက်မှရှင်းအခုလောလောဆယ်အမေစားဖို့စံပြုတ်လေးသွားဝယ်ပေးအမေကကျမ်းမာရေးကောင်းတာမဟုတ်ဘူးငါကအလုပ်ကပြန်လာဒီနေ့အောင်စားတယ်ဗိုက်တအားစားနေပြီကရှင်ဘိုက်စားတာအရေးကြီးလားကျမရဲ့အမေကအရေးကြီးလားဟမ်နေမေအရေးကြီးတယ်သွားပါလိုက်မယ်ဆံပြုတ်အေးပြီးရင်တခါတည်းအဝတ်တွေစိန်ထားတာတွေကျမမလျှော်နိုင်တော့ရှင်တခါတည်းလျှော်လိုက်တော့အဲ့ဒါနင်းလုံးကြီးလားအဲ့လိုလေဟာကျမဒီနေ့ကစားပြီးမအားတော့ဘူးအမေကိုကျမနေရောညရောပြုစုပေးရမှာဒီလုပ်တွေလည်းမလုပ်နိုင်တော့အဲ့တော့ရှင်အိမ်လုပ်တွေရှင်မဲလုပ်အပြင်လုပ်လည်းရှင်မဲလုပ်နေရောညနေပဲပြုစုတော့ကိစ္စမရှိဘူးကညပဲကြတော့နေမေပြုစုနေတော့ငါဘာလုပ်အောင်ရှင်ကအရေးကြီးလားကျမမေကအရေးကြီးလားနေမေရေးကြီးပဲထားပြီးတော့အဲ့ဆိုရင်အခုအဖိုးတွေမပြောနဲ့တော့ရှင်စံတော့အရင်သွားဝယ်လာအောင်နော်အမေဘိုက်စားနေပြီထင်တယ်ဟုတ်ပါလားနော်မဲဒါလေးလားဟမ်ဒါလေးလားငါမင်းပြက်တာကြားလာပြီကွာဟောငါဘာလုပ်ချင်လဲကွာမင်းမရှိရလေမင်းနေမကောင်းဘူးလေငါဆုံးလားဘာလို့ပြောနေလဲမင်းဒါဆိုဆုံးအရက်ကိုပြောနေတာရင်းထားတာလုပ်ချင်တယ်မင်းကလုပ်ပြုံးကွာအေးကွာမင်းမေကငါမှာတော့ဝယ်ရမှာစံပြုတ်အခါဝယ်လာခဲ့မယ်နော်ကျေးဇူးပဲဒါရင်းနေအေးဝယ်လာခဲ့မယ်အေးအဲ့စိတ်ကြမယ်နော်ဟုတ်လေဟုတ်မင်းတော့တယောက်တည်းဆိုဟုတ်တပြုံးနှမကြီးလို့အဲ့ဒါယူပြီးမှသိတာသူကျွန်တော်ပြောတယ်တယောက်တည်းဆိုတာနေရနေရန်ကုန်လာတာတယောက်တည်းတဲ့ရန်ကုန်မှာနေရလဲတယောက်တည်းတဲ့ရီးသားလဲကျွန်တော်တယောက်တည်းပဲသူကထားတာတဲ့ပြီးတော့မှအဲ့အမျိုးတွေကတောင်းဝင်းတမကြီးရှိနေတာအခုလေအင်ကိုလာပြီးတော့ဆေးကူတာသူ့အမေတယောက်တည်းအဖေပါတော့နောက်ထပ်4ယောက်အားလုံး9ယောက်ဟာလိုက်ပွဲတွေအများကြီးပေါ့ပြီလားဟောဒုက္ခရမင်းနဲ့လို့အောင်မသိတော့ပါခက်ကဲဒါလေးပဲကျေကျွန်းလို့ဒါလေးပဲအေးဒါလေးပဲလိုက်မငါတော့မယ်ကသူမင်းမတာအမျိုးဆိုတာကင်းလို့မရဘူးနော်အမျိုးဆိုတာကင်းလို့မရဘူးကင်းရင်အသက်ရှင်းလိုက်ကင်းပါလေပြက်အသက်ရှင်းအပြတ်မရှင်းနိုင်ကြတာမျိုးစားကင်းပါမို့လူပြရှင်းတပ်လိုက်ဟာကဲဘာလို့ပြောနေလဲရောက်ကမနဲ့ကြောက်ပါနဲ့ခင်းမှာတော့ဘယ်လိုတတ်လို့ရသူတို့9ယောက်တော့မရဟာမင်းရလေကွာတတ်ချင်လွယ်လေးနော်တတ်ချင်လွယ်ဘယ်သူမှမသိဘူးတတ်ပြီကြီးရှိဘယ်လိုရမလဲတို့ဘယ်သူတွေပါငါပြောဘယ်သူတွေပါမိမရဲ့အဖေရယ်မိမရဲ့အမေရယ်သူ့အကိုရယ်သူ့ညီမရယ်4ယောက်ဟုတ်ပြီဟိုအမေကြီးကယောဂတယ်ဆေးလာကူသူ့အဖေကမရောက်ခမဟိုဘယ်လောက်ရှိလဲအရန်မောင်းပါညာလို့ဘယ်လောက်ရှိဘာညာတော့ကျွန်တော်လည်းပြောတော့ဘူးရေမောင်းတော့ခင်ဗျားတို့ဟာလဲသားကြီးတချို့လဲသားကြီးဒါတော့မယ်နေရောက်ခမငါအရန်မောင်းလို့လွယ်လေးဘာလို့ရလဲလို့ညပဲအိတ်တဲ့ချိန်ခေါင်းနဲ့ဖိတလိုက်လို့ပေါ့ဒါကြလည်းစီလက်ပွေရလည်းမပေါ်တော့ဟုတ်ဆူရှင်နေရလိပေါ့အေးပေါ့ခေါင်းနဲ့ဖိတဟာသူမိမရှိရလေခင်ဗျာလေသူမိမနေမကောင်းတာဟာခင်ဗျာလေတို့ကပါပဲသူ့ကိုခွားကြီးတောက်လဲလွဲသူမိမတောက်တော့ပိုတော့လွယ်ဟုတ်လေဟာဟုတ်လေပိုတော့လွယ်သေးတယ်ဟုတ်လွယ်လေသူကယောဂတယ်လေသူ့ယောက်ျားကိုမေးသားလိုက်တယ်သူ့ယောက်ျားတေးပြီးဆိုတာနဲ့အမလေးယောက်ျားရဲ့ဘာကြဆိုရင်အမယောဂ3ပုံ2ပုံလောက်အဲ့ဒါဝင်သွားပြီကျမကြီးထိခိုက်သွားပြီအဲ့မှာဟိုကြီးရက်လဲတဲ့အချိန်ကိုမဆောက်ရက်လဲတဲ့နေ့မှာမင်းဟိုချင်းသေးကွေတို့အမွှေးတိုင်းတို့ကွာဟို2ပိတ်တာ3ပိတ်တာတော့အဲ့နာတော့မှမိပဲကောင်းစုမင်းနဲ့အဲ့အမွှေးကြီးနဲ့အဲ့စမင်းနဲ့ဟိုက်သိအဆုတ်ပါရှိ
ဘုန်းကြီးကခေါ်ကြည့်တာဟုတ်ပါဟိုသူ့အခုကျွန်တော်ရောက်ပါကြသေးတယ်အဲ့ကောင်အရက်သမားပြဦးဒီမှာအဲ့ဒီကောင်တတ်ဖို့ကျွန်တော်အရက်လာဝယ်ရတာ ရက်သမားလား ဟုတ်တယ် ရက်သမားတောက်လို့တက်လို့ရတောက်ရ အဲ့ရရတကရောကြရေတော်မရှိဘူးလား ကျော်ကိုအဲ့ရေဘုံမတက်နိုင်လို့ဒါလေးမနဲ့လောက်ထားတာဘာငါပြောမယ်အဲ့ဒီခုနကမြောက်ဖောက်တတ်ချင်နေဆိုရင်ဒါတို့လေးစီလေးတော်တော်ဝင်သွားလိုက် ပလင်းနေရတယ် ဒါမလေးနဲ့ရပြီလက်တယ်ပေါ်သွားပါပေါ့လက်ရနဲ့ပေါ်ကုန်မှာပေါ့အဲ့ရက်သေးကိုပြတ်တတ်စီဖြစ်ဖြစ်ကိုတတ်စီဖြစ်ဖြစ်တခုကွာထည့်ပြီလေစူးလေတော့ရက်သမားကိုလိုက် ဘူးကြီးဘယ်ချောင်းသေးလို့သိမသိမှာမဟုတ် ဒါပေါ့အဲ့ဒါပဲ ဟဲ့တော်လေအကူတာ နော်လေနော် တော်လေတော်လိုက်ကြည့်လိုက်ဟာတော်တယ်ခါတော်လေ နော်လေလို့ပြောနေတယ် ဟုတ်တယ် ဟာ အောင်နေဖိတာမယ်ချင်းစီကိုထုံးတာပလင်းနဲ့ကတည်းကဖိတာဟုတ်အညုံရ ဒါလေလို့ ရှိသေးတယ် ဒါလေ အငယ်ဆုံးအငယ်မလေးကြတော့ ကောင်းပါလေ ထမ်းထိုးလိုက် မလို့တော့လေ သူတို့ရလိုက် ကိုခင်မအပြူလား ပြူဟိုခမရအငယ်ဆုံးပါဘယ်လိုရှိမှာလဲ မင်းမိမပုံစံမျိုးပဲလား နည်းနည်းတော့ကြုံတာဗော ကျုပ်လေအေးအပြူဆိုတော့ ဒီဗောဖောက်လေခင်ဗျဟိုကမလေးကျွန်တော်ညီမညီမအငယ်ဆုံးဟိုကဲလို့တက်နေတာဒီမှာဗောဗျာခင်ဗျဗာလေးမင်း သူ့တော့မရှင်းနဲ့ငါပြောတရားကြီးငါကြံလိုက်မယ်ငါရအောင်ရှူငါရအောင်ရှူငါနဲ့ညာမိုင်တန်းတဲ့အမျိုးတွေအခုထွက်ပြဖို့ပါလေငါအရက်သမားလေဟာလေ အဲ့ဗောနည်းနည်းပဲတည်နည်းနည်းပဲတည်တို့တည်ကောင်းနေဒီကောင်းနေဒီနေတယ်ဗျကျွန်တော်ကလည်းမရောက်ကြိုက်ပါဘူး ဟုတ်လေခေါင်းနဲ့ထိတာနဲ့လက်နဲ့ဆိုင်မင်းခင်ပါဘာလို့ ကျွန်တော်ခင်ဗျာကျွန်တော်သိတယ်ခင်ဗျာကိုမကြိုက်တော့ဘူးမကြိုးစားနဲ့အတိုင်းရန်စဉ်းစားတော့တိသွားအေးတယ်ဗျာတတ်တယ်မှာ ငါရှာကျွေးပဲလေငါရှာကျွေးပဲလေ ကောင်းနေတယ် ဟုတ်မင်းခင် ကောင်းပြန်တယ် မင်းခင်ပါဆိုတာနဲ့ခေါင်းတင်တာလေ ရှာလို့ကြည့် မမမမ ရတဲ့ မမမ မရောက်ဗျခင်ဗျာကိုရှာကြည့်တဲ့လက်ကမှမထင်ဘူးမတခြားကျူးတော့ဗျာနော် ဟုတ်အဲ့ဒါမင်းလုံးမဟုတ်ဘူးမင်းလုံးမဟုတ်ဘူးမင်းနာမနေနဲ့လေအသက်ရှင်းနေတယ်ဆိုကောင်းပါလေကကြံမယ် ဘယ်လိုရှာမှာလဲ ဘယ်လိုနည်းနဲ့ကြံမယ်ကွာဒီကမင်းငါ့အိမ်ခေါ်ပါဟမ်အိမ်ခေါ်ပါအားကြံမယ် ဟုတ်တယ်အဖိုးကျွန်တော်တတ်အောင်ပါလေ တတ်တာမင်းလို့တန်တန်ကားလို့လေ ဖြစ်ပါမလား ချစ်တယ်ငါရည်ချင်းကတည်တယ်မူးလို့ရပြီ ပါလေ မင်းတော့လာဟုတ်ခဲခဲမှာ ထက်ဟိုအောက်ရဒီကဒါလို့ရှိတက်တာစီဟမ် ဟုတ်လေ မဟုတ်လေ စီစီ စေရတော့ဗျာမင်းကိုဘာဖြစ်ခွာချောင်း မင်းကိုချတယ် ဟုတ်ဘူးဒီတောင်းလာမိတာ ရမဖြစ်ချင်ဘူး ဟုတ်လုံးဝတော့သူလည်းချောင်းအဲ့ချစ်စက်ရွှေ့တယ် ငါဝင်ရတာဒီခန်းတော့ဝင်ရ ကျွန်တော်မင်းကအိတ်နေတာကျွန်တော်ဝင်ရမှာမင်းဝင်မှာ ဟုတ်ကဲ့ခြံတော်ကြီးအများကြီးလို့ပဲခြံတော်လုံး ဟုတ်ကျွန်တော်ကမတော်ရင်တော့ကျွန်တော်မတော်သေးပါဘူးအဲ့ဒါလေရှင်းမယ်ကျွန်တော်တုံးလုံးလားဟုတ်ဝဲတောင်းတောင်းခေါင်းရင်းကအလုံးမှာဘူးရပိုင်းအေး ဟော ဒီဘက်အလေကအလုံးမှာဟိုကောင်မလေးအေးဒီဘက်တောင်းတော့အလုံးမှာ ခုနထောင်းလား ရသမား ကျမအေးခင်ဗျားဝင်မှာအလေကအဝါလုံး ဟုတ်ပြီငါလည်းဝင်ပဲဒီအဝါလုံးဝင်ပဲ နေရလေကိုယ်တတ်တော့အတူတူထိုင်တော့တာမထွက်စင်ခေါင်းကြီးပြတာတာမထွက်စင်အဲ့ဒီခင်ဗျားလေအတမ်းထွက်စင်ခေါင်းနဲ့ဖိထားတော့ခေါင်းနဲ့ဖိတာ ခေါင်းနဲ့ဖိတော့ငါဟုတ်ပြီမိခင်ကခေါင်းနဲ့ဖိတော့ ဟုတ်ဗျာဘယ်လိုရှိလဲဗျာအတမ်းတော့မထွက်စင်ဗျာဟာနော်မထွက်စင်နော် အေးကြိတ်မယ် ကြည့်လို့ ကြိတ်မယ်ကျုပ်ခွဲနော်ကျုပ်ခွဲမယ်နော် အပိုင်လို့လုံး အေးဟုတ်ကျုပ်ခွဲမယ်ကျုပ်ခွဲမယ် ဟဲ့သူဘာလာလို့ လူကုန်မယ်တမ်းလို့ဝင်လာတာတမ်းလို့ဝင်လာတာ ဘယ်လိုဘယ်လိုတော့ ဟို ခင်ဗျားတော့ခေါင်းနဲ့ဖိတာမလို့ ကြားခေါင်းနဲ့ဖိတော့ကြားလား ဟုတ်ကဲ့ပါကိငါပြင်းနေလို့ရ ရှင်းလို့လေ ဟဲ့မမေးရဟောပါလေဟဲ့ထားလား ရှင်းဘလို့ပြောကျမပြချက်တော်လေးကိုရောက်နေတယ်ဟာရှင်းဘလို့ပြကျမချက်တော်လေးကိုရောက်နေလေ ရှင်းရလေ ရှင်းပြလိုက်လေ မဟုတ်ဘူးရှင်းရလေ ဟမ်မဟုတ် ရှင်းတော့အခုစစ်နေမရှင်းနေအောင်ကပ်ပြပါနော် မပြောလိုက်လို့ပြော ဟိုလေဒီပါအမှန်တကယ်ပြမှာ အမမပြောရတော့မပြောရတော့ ဘယ်လိုရဘယ်လိုရလား တိုင်းရအောင် မင်းမဒီမလေးငါဆိုင်လို့ခင်လေတော့ဝေးပါလက်နေမှာတွေ့တွေ့တို့တော့အဲ့ဒါအရက်တိုက်ပြီးတော့လေအမျိုးတွေအိမ်မဆင်းအောင်လုပ်တဲ့နီကိုတင်ပေးတယ် ဟာ အဲ့ဒါလိမ့်သားမျိုးဒီသူကတတ်ပလိုက်ဆိုငါ့ကိုတတ်ခိုင်းတာဟမ် ဟဲ့ဘာကိစ္စတက်ခိုင်းတာလဲ အားတို့မိသားစုတောက်ဘယ်လိုတောက်ဘယ်လိုတောက် ဟာကိုလေးကိုခေါင်းနဲ့ဖိတာ ဟော
ကောင်းနဲ့ဖြစ်တာမိုက်ရိုင်းအဲ့ဒါငါမိပါဟမ်ငါမိပါ သူကအဆုတ်ယောဂရှိတယ်အဆုတ်မကောင်းဆိုတော့လေချင်းစည်းကိုဓာတ်နဲ့မှိုက်လိုက်ပြီး အော်မလေးရက်ဆက်လိုက်မလေးရက်ဆက်လိုက် ကြပေးတာအဲ့ကြပေးတာ ငါသမီးကိုကြောက်ဟမ် ဦးလေးသမီးကိုကျွန်တော်ယူပါ အာယူပါ ရိုက်လိုက်လားရိုက်လိုက်လား လုံးလိုက်ဟမ်အာယူပါ ဟုတ်လေဒီမှာပြောမေးဦးလေတိုင်မီတော့တိုင်မီ ဟို တော့ စင်တို့အိမ်မှာစင်မှာကြည့်တယ်ပြီလားဆိုတော့ငါကြည့်နေတယ်ဆိုတော့လေအဲ့လူလူတတ်မယ်တဲ့ဒီမလေးကို तू ကဟိုယူလိုက်မယ်တဲ့အဲ့ဒါဆိုရင်ဒီအင်းကလူတွေကတိတ်မို့ရောက်လာပြီဆိုပြီးတော့ငါအဲ့ဒါစီစဉ်လိုက်တာ ဟာဖီစီ ယူ ရ နေရတာသူစစ်စစ်နဲ့တော့ပါ ဟဲ့အဲ့ဒါရင်ပြီးချက်တော့ချက်တော့ ကိုရော ချက်တော့မှာပါဗျာ ဟဲ့ငါသား ကိုရောဟုတ်လေ ရက်တော့ရှင်ဆိုလို့ရက်ဝယ်တိုက်တယ်တော့အေးအဲ့ဒါကျွန်တော်တို့ ဟုတ်ကဲ့ပါကွာပါလေ ကိုကြီးကိုကြီး ပါလေဒီတော့ကိုတေးပြီးတေးပြီး အာဖြစ်နိုင်ပါဘူးဒီကနေ့တက်ကြည့်ပါဦးကြည့်ပါဦး ဟဲ့တေးပြီး ကိုရော ဟာအဲ့ဒါကျွတ်စေးလေ ရက်ရက်နေ ဟာ လား အဲ့ဒါအရက်နဲ့ကျွတ်စေးနဲ့မတော့ပြီးတေးတာတော့ပါမကွာအရက်နဲ့ကျွတ်စေးနဲ့မတော့ပြီးတေးရတယ်လို့ကွာ တင်းစိတ်လောက်ကြတာတင်းစိတ်